ဒီနေ့နုမောဒနာတရားရဲ့အမည်ကိုယဉ်ဤမြုပ်နှံခြင်းလို့မှတ်ထားကြဖို့ပါကုသိုလ်ကောင်းမှုပြုတယ်ဆိုတာယဉ်ဤမြုပ်နှံခြင်းတစ်မျိုးဖြစ်ပါတယ်ဒီကနေ့ခေတ်မှာစီးပွားဥစ္စာတိုးတက်ဖို့ဆိုပြီးတော့ကဘာအနှံ့ဆောင်ရွက်နေကြတဲ့ကိစ္စတွေဟာယဉ်ဤမြုပ်နှံမှုပဲဖြစ်ပါရှေးခေတ်ကာလတုန်းကမြုပ်နှံသိမ်းထားမှုဆိုတဲ့အလုပ်ကိုလုပ်ကြအဲ့ဒီမြုပ်နှံသိမ်းထားမှုဆိုတာယရဏပစ္စည်းတွေထည့်ပြီးတော့အိုးကြီးတွေထဲမှာယရဏပစ္စည်းတွေထည့်ပြီးတဲ့အခါရေထွက်လူနီးပါးနဲ့တဲ့တွင်းကြီးတွေတူးကထိုတွင်းကြီးတွေထဲမှာမြုပ်နှံသိမ်းဆည်းပြီးတော့ထားကြတယ်အဲ့ဒီအကြောင်းကိုဘုရားမြတ်စွာကနိဋ္ဌိကန္တသုတ်မှာဟောကြားထားတာရှိပါနိဒိနိဒေတိပုရိသောခံမီရေဩဒကံတိကေအထေကိစေသမုပ္ပန္နေအထာယမေဘဝိတ္တိလောကမှာစီးပွားဥစ္စာရှိတဲ့ပုဂ္ဂိုလ်တွေကဆောင်ရွက်ဖွယ်ကိစ္စဖြစ်ပေါ်လာလို့ရှိရင်အသုံးပြုဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ရွှေငွေရတနာပစ္စည်းတွေကိုအိုးကြီးတွေထဲမှာထည့်သွင်းပြီးရေထွက်လူနီးပါးနဲ့တဲ့တွင်းကြီးတွေတူးကအဲ့ဒီထဲမှာမြုပ်နှံထားကြတယ်တဲ့ရှေးခေတ်စနစ်ရဒါလုံခြုံမှုရှိတဲ့နေရာလို့ဒီလိုသတ်မှတ်ရမှာပေါ့လုံခြုံတယ်လို့ရှေးခေတ်ကတော့ယူဆတယ်အလုံခြုံဆုံးနေရာယနေ့ခေတ်မှာတော့မြေကြီးထဲမှာမြုပ်တယ်ဆိုတာအလွန်ရှားသွားပြီပေါ့မြန်မာနိုင်ငံမှာတချို့တောရွာမှာနေကြတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေဟာတိတ်တဆိတ်မိမိတို့အိမ်အောက်မှာတူးပြီးတော့ယရဏပစ္စည်းတွေကိုမြုပ်နှံထားတယ်ဆိုတဲ့အစဉ်လာဟာတော်တော်လေးကြာအောင်ရှိခဲ့ဘူးတယ်ပေါ့ဒီကနေ့ခေတ်တော့အဲ့ဒါလိုမြုပ်နှံတဲ့ပုဂ္ဂိုလ်နည်းသွားပါလိမ့်ဗန်စနစ်ပေါ်လာတဲ့အခါကျတော့ဗန်ထဲမှာအနံ့ထားကြတယ်ပေါ့ကုမ္ပဏီထူထောင်တဲ့ပုဂ္ဂိုလ်တွေကုမ္ပဏီထဲမှာအရင်အနည်းရှယ်ယာတွေထည့်ပြီးတော့မိမိတို့ပစ္စည်းဥစ္စာတွေတိုးပွားအောင်ဆောင်ရွက်ကြတယ်ဒီကနေ့စနစ်မှာတော့ယင်းနှမြုပ်နှံမှုလို့ investment ဆိုပြီးတော့ဒီစနစ်တစ်မျိုးပေါ်လာတယ်ပေါ့ရှင်းတော့ကတော့အသုံးဝင်တဲ့အခါအသုံးလိုလာတဲ့အခါမှာအသုံးကြဖို့ဆိုပြီးတော့ပစ္စည်းဥစ္စာတွေကိုမြုပ်ကြတာအဲ့ဒီမှာအသုံးကိစ္စဆိုတာဘယ်လိုဟာတွေလဲလို့ဆိုတာမြတ်စွာဘုရားဆက်ရှင်းပြတာရာဇတောဝါဒုရုတ္တတသောရတောပိလိတတဝါဣနတဝါပမောက္ခာယဒုဗ္ဗိခေအာဗရာတုဝါဧတဒထာယလောကတမိနိဋ္ဌိနာမနိဋ္ဌိယတိရှေးစနစ်နဲ့ရှေးခေတ်ကာကလာတော့အကြောင်းကိစ္စပေါ်လာရင်အသုံးပြုဖို့လို့ဒီလိုမြုပ်နှံထားတာရွယ်ချက်အချို့ကပါလဲလို့ဆိုရင်မင်းဆိုးရာစာတွေနဲ့ပတ်သက်လာလို့ရာဇဝပြင့်တတ်တွေပါတွေတင့်တဲ့အခါမှာလည်းပဲမိမိတို့ရဲ့ငွေချေးတနာကိုအသုံးပြုပြီးတော့လွတ်မြောက်အောင်ကြိုးစားဖို့ဆိုရည်ရွယ်ချက်ကတစ်ခုသောရတောပိလိတတဝါတခိုးရမြတွေကအနိုင်ထက်နှိမ့်ဆက်လူယူသွားလို့မိမိရှိတဲ့ပစ္စည်းတွေကုန်သွားလို့ရှိရင်လည်းမြုပ်နှံထားတဲ့ပစ္စည်းနဲ့ပြန်ပြီးတော့အသုံးပြုဖို့ဆိုတဲ့ရည်ရွယ်ချက်နောက်တစ်ခုကမနှိမ့်ပတ်ပဲလုပ်ငန်းတစ်ခုဟာမအောင်မြင်လို့ကျွေးတွေတင်းလာမယ်ဆိုလို့ရှိရင်လေအဲ့ဒီကျွေးတွေပေးနိုင်အောင်လို့ဆိုပြီးတော့ယဉ်ဤမြုပ်နှံထားကြတယ်နောက်တစ်ခုကတခါတရံလူလောကဆိုတာ
မိုးခေါင်ရေရှားဖြစ်ပြီးတော့အစာရေစာခေါင်းမတဲ့လုပ်ငန်းကိုင်တာမကောင်းတဲ့စီးပွားရေးပြက်ကတ်ကြီးဆိုတာတစ်ခါစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတတ်တယ်ဒုဗ္ဗိခလို့ဆိုရဲမိုးခေါင်ရေရှားအစာဆွမ်းရှားလာတဲ့အခါမျိုးအာဗရာတုအခြားဘေးရန်တွေကျုံလာတဲ့အခါမျိုးအဲ့ဓာတွေအတွက်ဒီပစ္စည်းတွေကိုအသုံးပြုပြီးတော့မိမိရဲ့ချမ်းသာမှုကိုဆောင်ရွက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ပစ္စည်းဥစ္စာကိုတိမ့်ထားမြုပ်နှံထားလေးရှိကြတယ်ဒါလည်းအလွန်ကောင်းတဲ့စနစ်တစ်ခုပဲရှိသမျှပစ္စည်းကိုသုံးပြုထားတဲ့ပုဂ္ဂိုလ်ဟာဒုက္ခရောက်လို့ရှိရင်အမတန်မှခရင်တတ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဟောထားတာမိမိရှိတဲ့ပစ္စည်းကိုလေးပုံပုံသင့်တယ်ပုံပြီးတော့တပုံက emergency အတွက်သိမ်းထားတဲ့နဲ့ကျန်တဲ့တပုံကိုစားပြီးတော့ကျန်တဲ့နှစ်ပုံကိုတော့အတိုးအပွားရအောင်အယောင်းဝယ်ကိစ္စတွေမှာဆောင်ရွက်တဲ့တယ်လို့ဒါကလောကမှာလူတွေနေထိုင်တဲ့အခါမှာဒုက္ခမရောက်အောင်ဆိုတဲ့စီးပွားရေးစီမံချက်တစ်မျိုးပဲပေါ့အဲ့ဒီစနစ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီကနေ့ခေတ်စီးပွားရေးကတ်ဆိုင်တာမျိုးတွေကျုံလာတာမျိုးကြလို့ရှိရင်အထောက်အကူတွေအများကြီးဖြစ်နိုင်တယ်ပေါ့ကို့မှာ emergency တွေရှိနေသည့်အတွက်ကြောင့်စင်စင်ရဲမဖြစ်နိုင်ဘူးအဲ့ဒါလိုရည်ရွယ်ချက်နဲ့ရှေးတုန်းကတော့ယရနာတွေကိုမြုပ်နှံသိမ်းဆည်းထားလေရှိတယ်တဲ့အဲ့ဒါလိုမြုပ်နှံထားမှုတွေဟာတကယ်ကိုကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းအောင်မြင်ပါရဲ့လားလို့ဒါဝတ္တုနိဟိတောတန်တောခံပီရေဩရကံတိကေရေထွက်လူနီးပါးနဲ့တဲ့တွင်းကြီးတွေထဲမှာဒီလိုမြုပ်ထားပြီမဲ့လို့တဲ့နတ္တဘောတပ္ပရာဧဝမြုပ်နှံမှုအားလုံးဟာအမြဲတမ်းထို့မြုပ်နှံမှုတွေမြုပ်နှံမှုအားလုံးဟာရည်ရွယ်ချက်အတိုင်းမဖြစ်ကြဘူးတဲ့ရည်ရွယ်ထားတဲ့အတိုင်းဖြစ်မလာဘူးတဲ့ဘာကြောင့်မဖြစ်လာတာတုံးလို့ဆိုတဲ့အခါနိတိဝါဌာနာသဝတိမြုပ်နှံထားတဲ့ပစ္စည်းဥစ္စာယရနာရွှေအိုးကြီးကလည်းပဲနေရာပြောင်းသွားတတ်တယ်တဲ့ရွေ့သွားတတ်တယ်လို့ပြောတာမြေထဲမြုပ်ထားတဲ့ဟာတစ်ခါရွေ့သွားတယ်မြေရဲ့ရွေ့ရှားနေမှုကိုလူတွေကတတိမထားမိဘူးအဲ့တော့မြုပ်တုံးကဒီနေရာနောက်ထပ်တူးဖော်တဲ့အခါမှာတနေရာလောက်ဥမာပဲ9ပေ10ပေกว่าတဲ့နေရာမှာသွားပြီးရွေ့နေတာမျိုးဒီလိုဟာမျိုးတွေရှိတတ်တယ်ပေါ့ရွေ့သွားတတ်တာတွေရှိမြေကြီးထဲမှာလည်းပဲငရင်ကြောဆိုတာလည်းရှိသေးတာအခုစကိုင်းတောင်မှာတောင်ပြောနေတယ်မင်းဝန်တောင်နဲ့စကိုင်းတောင်ကြားမှာတစ်နှစ်ဆိုလို့ရှိရင်တလက်မနီးပန်းကမြေကြောကရွေ့နေတယ်လို့ဒီလိုပြောတယ်အဲ့ဒါလို့ရွေ့နေတာလေးတွေတော့ရှိတတ်တယ်ပေါ့ယင်းနှမြုံနှံထားတဲ့ပစ္စည်းဥစ္စာတွေလည်းဒီလိုရွေ့သွားတတ်တယ်တဲ့နောက်တစ်ခုကတင်ညာဝတ္တဝိမုံရှတိမြုံနှံတုံးကအမှတ်သားလှုပ်ထားတာတွေကလည်းတစ်ခါကျတော့မေးလျော့ပြီးတော့မှားယွင်းလည်းဖြစ်သွားတတ်တယ်မသေးကြတော့ဘူးဒီနားလိုဟိုနားလိုအမှတ်တင်ညာတွေကလည်းတွေးဝေသွားတတ်တယ်နောက်တစ်ခုကနာဂါဝါအပနာမင်းတိလူတွေမမြင်ရတဲ့မြေကြီးတွင်းတဲ့တွေထဲမှာနေတဲ့နဂါးတွေဆိုတာရှိတယ်အဲ့ဒီနဂါးတွေကလည်းယရဏပစ္စည်းတွေကိုရွှေ့ပြီးတော့ယူသွားတတ်တယ်နာဂါဝါအပနာယက္ခဝါပိဟရဏိနာတကိုးကြီးတဲ့နတ်တွေဘလူးတွေကလည်းအဲ့ယရဏပစ္စည်းတွေကိုရွှေ့ပြီးတော့ယူသွားတတ်သေးတယ်အဲ့ဒါကြောင့်မလို့မသေးကြဘူးလို့ပြောတာမြေကြီးထဲမြုပ်တာဒါရင်လားဆိုတော့မဟုတ်သေးဘူးအပိယပိဝဒါယာဒဥဒ္ဒရန္တိအပတ္တတော်ယင်းဒီမြုပ်နှံမြေတွင်းထဲမှာမြုပ်နှံသိမ်းဆည်းထားတဲ့အချိန်မှာစိတ်ချရတဲ့လူလို့ဆိုတဲ့ကိုယ့်ရဲ့သားတွေသမီးတွေကစိတ်ချရလို့သိနေတဲ့သားတွေသမီးတွေကတခါတရံကြလို့ရှိရင်တိတ်တဆိတ်ဒီပစ္စည်းတွေကိုထုတ်ယူပြီးတော့သုံးပြတတ်သေးတယ်တဲ့လူယုံဆိုပေမဲ့လို့မယုံရတာလည်းရှိသေးတယ်ပေါ့အဲ့ဒါလို့နီးနဲ့ရင်းနှီးမြုပ်နှံမှုတွေဟာအောင်မြင်မှု
မြုပ်နှံထားမှုတွေဟာလွဲချော်သွားတတ်သေးတယ်နောက်ဆုံးလွဲချော်เสียအကြောင်းတစ်ခုကတော့ယထာပုံညက်ခယောဟောတိတဗ္ဗမေတံဝိနတတိတဲ့ကုသကံကုံသွားပြီဆိုရင်တော့အကုန်လုံးဟာပျောက်သွားတာပဲတဲ့မရဘူးညီကြီးရထားတဲ့ပစ္စည်းတွေဤတစ်မျိုးမျိုးနဲ့ပျောက်သွားရောကုသကံမရှိတော့ဘူးဆိုလို့ရှိရင်အကုန်လုံးပျောက်ပြက်သွားနိုင်တယ်ဒါကြောင့်မို့အဲ့ဒီလိုထားတာတွေဟာစိတ်ချမှုမရှိဘူးတဲ့ဒီကနေ့ခေတ်စနစ်အရ investment ဆိုတဲ့ယဉ်ကျေးမြုပ်နှံမှုတွေလည်းစိတ်ပချရတာတွေအားလုံးသိနေကြတာပဲဘဏ်ထားလို့ရှိရင်လည်းဘဏ်ကရဖြစ်သွားတာတို့ရှယ်ယာဝယ်ထားလို့ရှိရင်လည်းကုမ္ပဏီပြတ်သွားတာတို့ဒီလိုယဉ်ကျေးမြုပ်နှံမှုတွေဟာဘယ်နေရာမှစိတ်ချရတာမရှိဘူးလို့မြတ်စွာဘုရားရှေးခေတ်စနစ်ကိုထောက်ပြပြီးတော့နိရိကန္တတုံမှာဒီလိုဟောထားတာရှိအဲ့တော့တေချာတဲ့ယဉ်ကျေးမြုပ်နှံမှုကဘာလဲလို့ဆိုယတဌာနေနသီလေနတယမေနဓမေနသနိတိတုနိဟတောဟောတိအဋ္ဌိယပုရိတတဝါလိမ္မာပဏ္ဏတဲ့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်တကယ့်ကိုယဉ်ကျေးမြုပ်နှံမှုလုပ်ချင်ပြီဆိုလို့ရှိရင်တဲ့ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒါနကောင်းမှုလုပ်မယ်ဒါယဉ်ကျေးမြုပ်နှံမှုတစ်ခုပဲဒါနကောင်းမှုလုပ်တာခုနကပြောတဲ့အခက်ခဲတွေခုနကပြောတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့တခုမှမကြုံရဘူးကိုဒါနလုပ်ထားတာသိလို့ဒါနကိုခိုးယူလို့မရဘူးလုပ်ထားတဲ့ဒါနနေရာရွေ့တော့လုပ်လို့မရဘူးနဂါးတွေဘလူးတွေကရွှေ့ယူသွားလို့မရဘူးကုသိုလ်ကံကုန်ခြင်းဆိုတာလည်းမဖြစ်နိုင်ဘူးဒါကြောင့်မို့ယဉ်ကျေးမြုပ်နှံမှုထဲမှာဒါနကောင်းမှုပြုပြီးတော့ယဉ်ကျေးမြုပ်နှံမှုဟာအလွန်သေးချာတယ်လို့မြတ်စွာဘုရားဟောတာနောက်တစ်ခုယဉ်ကျေးမြုပ်နှံတာကပစ္စည်းဥစ္စာကိုယဉ်ကျေးမြုပ်နှံတာမဟုတ်ဘူးဟေးတို့တော့ဒါနကောင်းမှုများများကြီးမပြုနိုင်ဘူးအဲ့တော့တခြားနည်းနဲ့မြုပ်နှံရမယ်ဘယ်လိုမြုပ်နှံမလို့ဆိုရင်ကိုချင်းတရားနဲ့လည်းယဉ်ကျေးမြုပ်နှံလို့ရတယ်တဲ့၅ပါးသီလအ ਨੇ ဆုံးမကြိုးမပေါက်မပြောက်မကြရအောင်ထိမ့်သိမ်းဆောက်ရှောက်ခြင်းဆိုတဲ့ကိုချင်းတရားတရင်ကာလမှာတရင်နေ့များမှာ၈ပါးသီလ၉ပါးသီလခံယူဆောက်တည်ခြင်းဆိုတဲ့သီလအကျင့်တရားအဲ့ဒီကိုချင်းတရားထိမ့်သိမ်းဆောက်ရှောက်မှုကလည်းပဲယဉ်ကျေးမြုပ်နှံမှုတစ်ခုပဲတဲ့စိတ်ချရတဲ့ယဉ်ကျေးမြုပ်နှံမှုတစ်ခုနောက်တစ်ခုကတော့ကိုယ့်ရဲ့စိတ်ကလေးကိုတမာတိစွမ်းအားနဲ့ထိမ့်ပေးတာတန်ရမစိတ်ကလေးလွင့်ဘာမှုမရှိအောင်အာယုံကောင်းတဲ့အာယုံတစ်ခုပေါ်မှာစိတ်ကလေးငြိမ်အောင်တမာတိတရားကြိုးစားအထုတ်တယ်ဆိုလိုတာကသမထချင်းစဉ်တစ်ခုကိုကျင့်ပြီးတော့လည်းပဲယဉ်ကျေးမြုပ်နှံမှုလုပ်လို့ရတယ်တဲ့ဒါလည်းယဉ်ကျေးမြုပ်နှံမှုတစ်ခုပဲနောက်တစ်ခုကဓမ္မပညာအစဉ်စဉ်မိမိတို့လောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပညာပဲဖြစ်ဖြစ်နောက်ဆုံးအစဉ်မြင့်တဲ့ဝိပဿနာပညာစတဲ့ပညာရပ်တွေကိုမိမိတို့တဏ္ဍာမှာရအောင်ကြိုးစားအထောက်ခြင်းဖြင့်လဲယဉ်ကျေးမြုပ်နှံမှုဆိုတာဖြစ်တယ်ဒါကတေချာတဲ့ပစ္စည်းဥစ္စာမြုပ်နှံမှုတစ်ခုပဲခုနကလိုပျက်စီးတာတွေမရှိနိုင်ဘူးတဲ့ကဲကောင်းပြီဒါနဆိုတဲ့မြုပ်နှံမှုတစ်ခုလုပ်ချင်လို့ရှိရင်ဘယ်နေရာမှာမြုပ်မလဲခုနတော့ကယရနာရွှေအိုးကြီးတွေကိုမြုပ်တဲ့အခါပစ္စည်းဥစ္စာတွေကိုမြုပ်ပြီးတော့တိမ့်တဲ့အခါမှာရေထွက်လောက်နီးအောင်ရေထွက်လှနီးပါဖြစ်တဲ့တွင်းနဲ့ကြီးတွေတူးပြီးတော့အဲ့ဒီတွင်းထဲမှာအတော်နဲ့ဖော်ထုတ်လို့မရအောင်ထည့်ပြီးတော့ထားတဲ့နီးနဲ့မြုပ်နှံတယ်အခုဒါနဆိုတဲ့ကုသိုလ်ကောင်းမှုကိုတော့ဘယ်မှာမြုပ်မလဲဆိုတဲ့မြုပ်နှံတဲ့နေရာကိုမြတ်စွာဘုရားဟောမလို့စေတိယမိစ္ဆတံခေဝပုဂ္ဂလေအတိဋ္ဌိတုဝါမာတရိပိတရိစာပိအထောစစ်တံမိအထောစစ်တံမိဘာတရိဒါနဆိုတဲ့ယဉ်ကျေးမြုပ်နှံမှုကိုလုပ်မယ်ဆိုလို့ရှိရင်ဘုရားမြတ်စွာရဲ့ဓာတ်တော်မွေတော်တွေကိုထိသိမ်းပြီးတော့ပူဇော်ထားတဲ့စေတီပထိုးတွေမှာမြုပ်နှံလို့ရတယ်နောက်တစ်ခုကတန်ဃာတွေမှာမြုပ်နှံလို့ရတယ်တန်ဃာတွေကိုလှူဒန်းခြင်းဖြင့်
တန်ခါကုံအာယုံပြုပြီးတန်ခါတွေမှာတန်ခါတွေကိုလှူဒန်းခြင်းဖြင့်ဒါနကုသိုလ်ယဉ်ကျေးမြုပ်နှံလို့ရတယ်နောက်တစ်ခုကပုဂ္ဂိုလ်တဦးတယောက်ပဲဖြစ်စေထိုတန်ခါတွေကရွေးထားတဲ့ပုဂ္ဂိုလ်တဦးတယောက်ပဲဖြစ်စေလှူဒန်းပြီးတော့ယဉ်ကျေးမြုပ်နှံလို့ရတယ်နောက်ယဉ်ကျေးမြုပ်နှံမှုကအတိအထိကိုယ်အိမ်ရောက်လာတဲ့ဧည့်သည်သို့မဟုတ်ဖိတ်ချားလို့ရောက်လာတဲ့ဧည့်သည်တွေထိုဧည့်သည်တွေကိုကျွေးမွေးဣခန္ဓာလည်းယဉ်ကျေးမြုပ်နှံမှုတစ်ခုပဲတဲ့နောက်တစ်ခုကမာတရိပိတရိစာပိမိဘနှစ်ပါးထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်တွေဟာမိဘကိုပြုစုလုပ်ကြွေးတာဟာလည်းဒါယဉ်ကျေးမြုပ်နှံနေတာတစ်ခုပဲတဲ့အထောစစ်ထံမိဘာတရိမိသားစုထဲမှာရမယခါအကိုကြီးအဖအရာအမကြီးတော့အမိအရာဆိုတာလို့မိမိရဲ့မိသားစုထဲမှာမိဘနှစ်ပါးမရှိတော့ဘူးဆိုလို့ရှိရင်အကိုကြီးအမကြီးတွေမှာလည်းယဉ်ကျေးမြုပ်နှံပေးလို့ရတယ်လို့ဒီလိုဆိုလို့တယ်အဲ့ဒီမှာဒါနကောင်းမှုပြုပြီးတော့ယဉ်ကျေးမြုပ်နှံလိုက်တာဟာအမတန်မှသေချာတဲ့ယဉ်ကျေးမြုပ်နှံမှုကြီးတစ်ခုဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်မာတရိပိတရိစာပိအဒောစစ်တံမိဘာတရိအဲ့ဒါလို့ယဉ်ကျေးမြုပ်နှံမှုဟာအလွန်သေချာတဲ့ယဉ်ကျေးမြုပ်နှံမှုဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောတယ်ဧသောနိတိသူနိဟိတောအစေယောအနုခာမိကောပဟာယကမဏိယေတုဧတံအာရယကိစ္စတိဒီယဉ်ကျေးမြုပ်နှံလိုက်မှုဟာဒါနသီလတာယမဓမ္မလို့ဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့စေတီစတဲ့ဌာနတွေမှာယဉ်ကျေးမြုပ်နှံထားပြီဆိုလို့ရှိရင်အဲ့ဒီမြုပ်နှံထားတဲ့ကုသိုလ်ကောင်းမှုတည်းဟူသောယဉ်ကျေးမြုပ်နှံထားတဲ့ဥစ္စာဟာအစေယောဘသူကမှအနိုင်ကျင့်ပြီးတော့မယူနိုင်ဘူးတဲ့အနုခာမိကောအနိုင်ကျင့်ပြီးမယူနိုင်ုံမျှမကထိုပစ္စည်းဥစ္စာဟာမိမိဘဝတန်တရားသွားလေရာနောက်ကပါလာမဲ့ပစ္စည်းဥစ္စာမျိုးဖြစ်တယ်တဲ့အနုခာမိကလို့ခေါ်တယ်ခုနရွှေတွေငွေတွေယရနာတွေဆိုတာကကိုယ်နောက်မပါဘူးလေဒီဘဝတည်းမဲ့ကိုယ်နောက်မှာပါလာတာမဟုတ်ဘူးသူတော့ဝတ်သွားတာလေးတော့ပါတာပေါ့ဒါပေမဲ့လူယူတဲ့လူနဲ့တွေ့ရင်ပါသွားပြန်ရောသူကဒီအနုခာမိကလို့ဆိုတဲ့ကုသိုလ်ကြတော့အဲ့ဒါလို့မဟုတ်ဒီဘဝမှာလည်းပဲကိုယ်နဲ့ထက်ချက်မကွာရှိတယ်တမလွန်ဘဝရောက်သွားတဲ့အခါမှာလည်းတန်တရားခီးမှာကိုယ်နဲ့ထက်ချက်မကွာရှိနေတယ်ဒီကုသိုလ်ကဒါကြောင့်မြတ်စွာဘုရားကအနုခာမိကလို့ခေါ်တယ်အနုခာမိကဆိုတာမျက်ခြေမပြတ်အစဉ်လိုက်ပါနေတဲ့ပစ္စည်းဥစ္စာလို့ဘလောက်တေချာတုံးလို့ဆိုရင်မြတ်စွာဘုရားကဘလောက်အာကိုတိုက်တုံးဆိုပဟာယကမဏိယေတုဧတံအာဒါယကိစ္စတိအခုလိုဒါနသီလကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယဉ်ကျေးမြုပ်နှံလိုက်တဲ့ကုသိုလ်ဟာထားသွားရမယ့်ပစ္စည်းတွေထဲမှာယူသွားလို့ရတဲ့ပစ္စည်းမျိုးပါတဲ့ကျန်တာတွေကတော့ထားသွားရတယ်ဆိုတာအားလုံးအသိပဲဘယ်သူမှယူမသွားနိုင်ဘူးအဲ့တော့ထားသွားမယ့်ပစ္စည်းတွေထဲမှာယူသွားလို့ရတဲ့ပစ္စည်းတဲ့ဒါရမကသေးဘူးအတ္တဒါရဏမင်းကြီးတံအာသောရဟရနောနိရိအဲ့ဒီပစ္စည်းဥစ္စာဟာတခြားပုဂ္ဂိုလ်တွေနဲ့အမွေဆိုင်မဟုတ်ဘူးတဲ့တခြားပစ္စည်းကြတော့အမွေဆိုင်တယ်လေမိဘအမွေဆိုပြီးတော့အမွေလူကြတာတွေတို့အမွေပြဿနာတို့အများကြီးရှိတယ်ဟောကုသိုလ်ကောင်းမှုကြတော့ကိုလှုပ်တဲ့လူပဲပိုင်တယ်ကြံတဲ့လူကအမွေခံလို့မရဘူးဒါကြောင့်မို့အတ္တဒါရဏမင်းကြီးတံဘယ်သူနဲ့မှမဆက်ဆံဘူးဘယ်သူနဲ့မှမပတ်သက်ဘူးလှုပ်သူတယောက်တည်းနဲ့သာဆိုင်တယ်ကမ္မဒါယာဒအမွေခံရမှာကိုတယောက်တည်းပဲကိုလှုပ်ရင်ကိုတယောက်တည်းပဲကိုအမွေခံရမယ်ဆိုကုသိုလ်ကောင်းမှုဆိုတာကိုပိုင်တဲ့တကယ်အမွေပဲကျန်တဲ့အမွေကကိုတယောက်တည်းမပိုင်ဘူးတဲ့အာသောရဟရနောနိတိခုနတော့ကညှုံနှံထားတဲ့ရွှေအိုးတွေယရနာအိုးတွေဆိုတာတိတ်တဆိတ်သိပြီးတော့တခိုးများကဖော်ထုတ်ပြီးတော့ယူသွားလို့ရတယ်ဒါကြတော့အာသောရဟရနောအဲ့ဒါလို့ဖော်ထုတ်လို့မရတဲ့ဥစ္စာမျိုးဖြစ်တယ်ဒါကြောင့်မို့လို့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်များဟာမိမိနဲ့ထက်ကြမကွာလိုက်ပါပြီးတော့လုံခြုံစိတ်ချဆုံးဖြစ်တဲ့
ကုသိုလ်ကောင်းမှုဒီဟုသောယဉ်ဤမြုပ်နှံမှုကိုပြုလုပ်ကြတယ်ကyiရာထဒီရောပုံညာနိယောနိတိအနုကာမိကောအဲ့ဒီစိတ်ချသေးချတယ်ကုသိုလ်ကောင်းမှုကိုဒါလင်ပညာရှိများဟာပြုလုပ်လို့ရှိတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကကိုယ်နောက်ကအမြဲတမ်းလိုက်ပါနေတဲ့ကုသိုလ်လို့ဆိုတော့နောက်ကလိုက်ပါနေပြီမဲ့လို့အသုံးဝင်မှကောင်းတယ်လေအသုံးမဝင်ရင်မကောင်းဘူးဒါကြောင့်မို့အဲ့ဒီယဉ်နှိမ့်မြုပ်နှံမှုကရလာတဲ့ကုသိုလ်ကောင်းမှုဟာကိုယ်နောက်ကလိုက်ပါနေုံနဲ့မကဘူးဧတဒေဝမနုဿာနံသဗ္ဗကာမတထောနိတိယံယဒေဝဘိပတ္ထင်တိသဗ္ဗမေတေနလပ္ပတိဒီကုသိုလ်ကောင်းမှုဆိုတဲ့ယဉ်နှိမ့်မြုပ်နှံမှုကြီးဟာတဲ့လူဘဝပဲရောက်ရောက်နတ်ဘဝပဲရောက်ရောက်သဗ္ဗကာမတရောမိမိနဲ့အတူပါလာပြီးလိုချင်တာအလုံးကိုပေးနိုင်တယ်တဲ့ဟောဒီကောင်းမှုကလိုချင်တာတွေအလုံးပေးနိုင်တယ်လို့ဒီလိုပြောတာเนาะကိုယ်နဲ့အတူပါလာတဲ့စိန်ရွှေရတနာငွေကြေးတနာကလိုချင်တာအကုန်လုံးမပေးနိုင်ဘူးပေးနိုင်တာကလူလောကမှာပတ်စံပေးပြီးတော့ဝယ်လို့ရတာအကုန်လုံးမဟုတ်ဘူးတချို့တလေသာရတယ်ပေါ့ဥပမာပဲစိတ်ချမ်းသာမှုဆိုတာပတ်စံပေးပြီးဝယ်လို့လည်းမရဘူးကျမ်းမာမှုဆိုတာလည်းပတ်စံပေးပြီးတော့ဝယ်လို့မရဘူးပတ်စံပေးပြီးတော့ဝယ်မရတဲ့ဟာတွေအများကြီးရှိတယ်ဒါကြောင့်မို့သဗ္ဗကာမတရောအလုံးကိုပေးတယ်လို့ပြောလို့မရဘူးတကယ်ငွေကြေးတနာဟာအကုန်လုံးကိုပေးနိုင်တယ်ဆိုတာမဟုတ်ဘူးကုသိုလ်ကောင်းမှုကြတော့အကုန်လုံးကိုပေးတယ်လို့ဒီသဗ္ဗဟာနိရဝတိတသဗ္ဗအကျွမ်းကြံမရှိတယ်နော် without exception ပေါ့ exception မရှိဘူးအပြည့်အဝကိုလိုချင်တာပေးနိုင်တဲ့ဟာမျိုးဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကစကားကုံအောင်ဆက်ပြီးတော့ဟောတာယံယဒေဝဘိပတ္ထင်တိသဗ္ဗမေတေနလပ္ပတိဘာတောင်းတတဲ့အဲ့ဒီကုသိုလ်နဲ့ရနိုင်တယ်လို့ဒီလိုဟောတာဘာပဲလိုချင်တာအကုန်ရတယ်လို့ဒီလိုပြောတယ်အဲ့တော့လိုချင်တာအကုန်ဆိုတော့ဘာတွေများပါလဲလို့ဆိုတာကိုနည်းနည်းဖော်ပြထားတာသူဝန္နတာသူတရတာသူတန်ထတာသူရူပတာအာဓိပစ္စပရိဝါဒသဗ္ဗမေတေနလပ္ပတိလောကလူတွေလိုချင်တာကိုမြတ်စွာဘုရားကထုတ်ပြတာလူတွေကဘာဖြစ်လဲလှခြင်းနဲ့ဆိုတော့လှခြင်းလို့ရှိရင်လေလှပတဲ့အစဉ်ကိုရအတန်ကောင်းခြင်းနဲ့ဆိုအတန်ကောင်းတာရသူတရတာသူတန်တာရုပ်ခန့်ညားပြီးတော့ချောမောလှပခြင်းနဲ့ဆိုလို့ရှိရင်လေပုံပန်းတရံလှပအောင်လေကုသိုလ်ကပေးတယ်အတွင်တန်တန်လှပအောင်လေကုသိုလ်ကပေးတယ်အချမ်းရံများပြီးတော့အကြီးအကဲဖြစ်ခြင်းနဲ့ဆိုရင်လေဟောဒီကုသိုလ်ကလုပ်ပေးတယ်ဒါကြောင့်မို့အားလုံးကိုပေးတယ်လို့ပြောတာအာဓိပစ္စပရိဝါဒသဗ္ဗမေတေနလပ္ပတိဒါရင်မကသေးဘူးတဲ့ထုတ်ပြီးတော့ပြောလိုက်ပဒေသရိစ္ဆံဣတရိယံစက္ကဝတ္တိဒုက္ခံပိယဒေဝရိစ္ဆံပိဒိဗေတုသဗ္ဗမေတေနလပ္ပတိတိုင်းပြည်တစ်ပြည်ဒေသတစ်ခုလွှမ်းမိုးအုပ်စိုးရတဲ့ဧကရမင်းရဲ့ပရိသရေမင်းရဲ့စီစိန်ဥစ္စာမျိုးကိုလည်းဟောဒီကုသိုလ်ကရစေတယ်တဲ့စัจ java လာတစ်ခုတစ်ခုကိုလွှမ်းမိုးအုပ်စိုးနိုင်တဲ့စัจ java မင်းရဲ့ချမ်းသာဒုက္ခကိုလည်းပဲပေးနိုင်တယ်တဲ့ဒါလူစည်းစိမ်နဲ့ပတ်သက်လာလို့ရှိရင်စัจ java မင်းရဲ့စည်းစိမ်ဟာအကြီးမားဆုံးပဲပေါ့ဒီတဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်နတ်ပြည်မှာနတ်ဘယင်တစ်ပါးရဲ့စီစိန်ကိုလည်းပဲပေးနိုင်တယ်တဲ့ဒီကုသိုလ်ကောင်းမှုကပေးနိုင်တာလေနောက်ဆုံးမြတ်စွာဘုရားကခြုံပြီးတော့ဟောလိုက်တာကမနုဿိကာသတံပတ္တိဒေဝလောကေသယာရတိယာသနိဗ္ဗာနတံပတ္တိသဗ္ဗမေတေနလပ္ပတိလူဘဝလူစည်းစိမ်ဥစ္စာတွေမှန်သမျှအကုန်ပေးနိုင်ပါတယ်တဲ့နတ်ပြည်မှာရှိတဲ့မွေးလျော်ပျော်ပိုက်စရာစည်းစိမ်ဥစ္စာတွေလည်းအကုန်ပေးနိုင်မယ်လူစည်းစိမ်နတ်စည်းစိမ်တွေမကဘူးတဲ့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုလည်းပဲဟောဒီကုသိုလ်ကပေးနိုင်ပါတယ်လို့နောက်ဆုံးဟောလိုက်တာအဲ့ဒါကြောင့်မို့လို့မိတ္တတံပရမာဂမယောနိသောဝပယုံစတောဝိဇ္ဇာဝိမု ക്തി ဝတိဘာဝသဗ္ဗမေတေနလပ္ပတိ
နိဗ္ဗာန်ချမ်းသာရဖို့ဆိုတာတဲ့ဒီစည်းစိမ်ကပေးတယ်ဆိုတာအခွင့်အလမ်းတစ်ခုကိုရှာပေးလိုက်တာနိဗ္ဗာန်ချမ်းသာကိုပေးတယ်ဆိုတဲ့နေရာမှာဒါနသီလဒါတွေကပေးတယ်ဆိုတာအခြေအနေတရားကိုဖန်တီးပေးလိုက်တယ်ဒါနကောင်းမှုသီလကောင်းမှုကိုအကြောင်းပြုပြီးတော့သူတော်ကောင်းနဲ့ပေါင်းစုံမိခြင်းလို့ဆိုတဲ့မိတ်ကောင်းဆွေကောင်းတွေ့တယ်ဆိုပါစို့ရှင်သာရိပုတ္တရာမထေရမြတ်ဟာဥပတိတ္တပြပိုက်ဘဝတုန်းကရှင်အတ္တစီတို့လိုမိတ်ကောင်းဆွေကောင်းနဲ့မတွေ့ဘူးဆိုလို့ရှိရင်သောတာပန်ဖြစ်ဖို့မရှိဘူးပေါ့။ဩမိတ်ကောင်းဆွေကောင်းနဲ့တွေ့အောင်ရှေးကုသိုလ်ကဖန်တီးပေးလိုက်တော့ရှင်အတ္တစီနဲ့သွားဆုံရတယ်။အဲ့ဒါလို့ဆုံလိုက်တဲ့အခါမှာတရားဓမ္မကိုရှင်းပြလိုက်တာ၄ပါဒရှိတဲ့ဂါထာလေး၂ပါဒလေးနာလိုက်တာနဲ့သဘောပေါက်သွားတယ်ဟောအဲ့ဒီအချိန်တွေကိုပြောတာမိတ္တတံပရမာဂမယောနိသောဝပါယုံဇတော်ဒါနကုသိုလ်သီလကုသိုလ်ကနေပြီးတော့မိကောင်းဆွေကောင်းတွေနဲ့တွေ့အောင်ဖန်တီးပေးတယ်မိမိကိုယ်တိုင်ကလည်းပဲမှန်မှန်ကန်ကန်စဉ်းစားပြီးတော့နှလုံးထားနိုင်တဲ့ယောနိသောမနတိကာရရှိတယ်ကြိုးစားအထောက်မှုရှိတယ်ဆိုတော့ဝိဇ္ဇာဝိမု ക്തി ဝတိပါဝောဝိဇ္ဇာဆိုတဲ့အသိဉာဏ်တွေရလာတယ်မဲ့ဉာဏ်ရလာတယ်ဝိမု ക്തി ဆိုတဲ့ဖိုရလာတယ်မဲ့ဉာဏ်ဖိုဉာဏ်တွေကိုရလာတယ်အဲ့ဒါတွေရခြင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုရောက်မှာဖြစ်တယ်ဒါကြောင့်မို့ဝိဇ္ဇာဝိမု ക്തി လို့ဆိုတဲ့အမြင့်ဆုံးဖြစ်တဲ့အဆင့်ထိအောင်သဗ္ဗမေတေနလဗ္ဗတိအခုလိုယဉ်နှမြုပ်နှံမှုကုသိုလ်ကရစေနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာပါဒီတဲ့အဆင့်မြင့်တာတွေရှိသေးတယ်ယဟန္တာဖြစ်တာတောင်မှပဲယဟန္တာချင်းမတူသေးဘူးအရတ္တမေရတ္တဖို့ကြတော့တူတယ်သို့တော့ဆောင်းဝဲအောင်တာလို့ပေါ့တချို့ကဂုံနူးနဲ့အောင်တယ်တချို့ကရိုးရိုးအောင်တယ်ပေါ့အေးဂုံနူးတွေလိုချင်သေးတယ်ဆိုလို့ရှိရင်လေဟောဒီကုသိုလ်ကပေးသေးတယ်တဲ့ပဋိတံပိတာဝိမောက္ခာစယာစတာဝကပါရမီပစ္စေကဘောဓိဗုဒ္ဓဘူမိသဗ္ဗမေတေနလဗ္ဗတိပဋိတံပိတာဉာဏ်ကြီးကိုလည်းရချင်လို့ရှိရင်အခုပြောတဲ့ကုသိုလ်ကောင်းမှုတွေကပေးစွမ်းနိုင်တယ်ဝိမောက္ခလို့ဆိုတဲ့ကိလေသာတွေကလွတ်မြောက်စေတတ်တဲ့မေတ္တရားဖို့တရားအဆင့်မြင့်တာတွေကိုရချင်လို့ရှိရင်လည်းဒါကပေးနိုင်တယ်ဒါရင်မကဘူးဖရာတဆူရဲ့လက်ထက်မှာအခတာဝကတို့မဟာတာဝကတို့ဆိုတဲ့အဆင့်တန်းမြင့်တဲ့တပိတာဝကအဖြစ်နဲ့ကျွတ်တန်းဝင်နေတယ်ဆိုလို့ရှိရင်လည်းပဲရှင်သာရိပုတ္တရာတို့လို့ရှင်မမောက္ကလန်တို့လို့ရှင်မဟာကတ္တဗရှင်အနန္ဒာတို့လို့ဖြစ်ချင်တယ်လို့ဆိုလို့ရှိရင်အဲ့ဒီတာဝကတွေရနိုင်တဲ့ပါရမီကုသိုလ်ဓုကိုလည်းပဲဖြစ်အောင်ဖန်တီးပေးနိုင်တယ်အေးတာဝကအဖြစ်နဲ့နိဗ္ဗာန်မဆန်းကျင်ဘူးကိုယ်တိုင်သစ္စာလေးပါးတရားထိုးထွင်းသိတဲ့ပစ္စေကဗုဒ္ဓအနေနဲ့နိဗ္ဗာန်ယူခြင်းတယ်ဆိုရင်လည်းပဲဟောဒီကုသိုလ်ကပေးနိုင်တယ်နောက်ဆုံးကိုယ်တိုင်ဖျားဖြစ်ခြင်းတယ်ဆိုတော့တောင်မှပဲဒီကုသိုလ်ကပေးတယ်သဗ္ဗမေတေနလဗ္ဗတိဒါနဲ့ပဲရတယ်လို့ပြောတာဒီကုသိုလ်ရဲ့စွမ်းဆောင်မှုတွေကဘလောက်ကြီးမားတယ်ဆိုတာကိုမြတ်စွာဘုရားဟောတာပဲကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းအကုန်ဖြစ်တယ်နောက်ဆုံးမှဖျားထီအောင်ဖြစ်နိုင်တယ်လို့ပြောတာအေးဒါကြောင့်မို့လို့ဏိခုံးကျုပ်အနေနဲ့မြတ်စွာဘုရားကနိဋ္ဌိကန္တတုတ်မှာဘလို့ဏိခုံးထားတော့ဆိုဧဝံမဟတ္ထိကာဧတာယတိတံပုညတံပရာတတ္တမဓီရာပတံတန္တိပန္တိတာကတပုညတံမြတ်စွာဘုရားကအခုလိုကုသိုလ်ကောင်းမှုတွေနဲ့ပြည့်စုံအောင်လုပ်တာတကယ်ကိုကြီးမားတဲ့အကျိုးရှိတယ်တဲ့ဒါကြောင့်မို့လို့ပညာရှိသူတဲ့ကောင်းတွေဟာကုသိုလ်ကောင်းမှုကိုအမတန်မှအလေးထားပြီးတော့ချီးမွမ်းကြတယ်တဲ့ဒါကိုတကယ်တန်ဖိုးထားတယ်ဘာဖြစ်လို့တန်ဖိုးထားတော့သိလို့တန်ဖိုးထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့တကယ်ယဉ်ဤမြုံနှံမှုဟာဒီကနေ့မွေးနေ့မင်္ဂလာသိက္ခာပရပူဇာအမှတ်တရမွေးနေ့မှတ်တရသိက္ခာပရပူဇာမင်္ဂလာစီဘူးအထုတ်တဲ့နေရာမှာကုသိုလ်ရကြတာတွေကအတိအသီးကိုယ်တိုင်ယဉ်ဤမြုံနှံကြတာတွေကြီးပဲအကုန်လုံးဟောကိုယ်အတိုင်းတာရယဉ်ဤမြုံနှံကြတာအလုံးဒီထဲမှာကုသိုလ်ရကြတယ်ဝေယဝိဆဆောင်ရတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ရတယ်တန်ရှင်းလုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲကိုယ်ဒါယဉ်ဤမြုံနှံမှုတွေပဲပန်းစင်တဲ့ပုဂ္ဂိုလ်တွေလည်းယဉ်ဤမြုံနှံမှုတွေပဲတိမ်စင်းလောင်းတဲ့ပုဂ္ဂိုလ်တွေလည်းယဉ်ဤမြုံနှံမှုတွေပဲ
အားလုံးကိုအတိုင်းအတာနဲ့ကိုကုသိုလ်ကောင်းမှုလုပ်ကြတာအားလုံးဟာယဉ်နှမြုံနှံမှုကိုပိုင်တဲ့ယဉ်နှမြုံနှံမှုတွေကိုအသီးသီးလှုပ်ဆောင်ကြတာဖြစ်တယ်အားလုံးကုသိုလ်ရတဲ့ပွဲပဲတာမန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကနေ့မွေးနေ့ဆိုပြီးတော့မွေးနေ့အမှတ်တရလုပ်တဲ့ပုဂ္ဂိုလ်ပဲရတယ်လို့သို့မဟုတ်မွေးနေ့အမှတ်တရလှူတဲ့တန်းတဲ့ပုဂ္ဂိုလ်သာရတယ်လို့ဒီလိုထင်ရတယ်တကယ်ကတော့မဟုတ်ဘူးကိုလုပ်တဲ့ကုသိုလ်တွေဟာဘာပဲလုပ်သမျှကုသိုလ်တွေဟာကိုယ်နဲ့သာဆိုင်ပြီးကိုရကြတာဒီကနေ့အားလုံးရတဲ့နေ့ပဲအားလုံးဟာကုသိုလ်တွေမိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာယဉ်နှမြုပ်နှံလို့အားလုံးအကျိုးမြတ်တွေရတယ်လို့ဒီလိုမှတ်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့နိတိကန္တသုတ်ဒေသနာတော်လာတဲ့အတိုင်းဧဝံမဟာထိကာဧတာယတိတံပုညတမ္ပရာတတ္တမဓိရာပတံတန္တိပန္တိတာကတပုညတာယတိတံပုညတမ္ပရာအကျင့်ကုသိုလ်ကောင်းမှုနှင့်ပြည့်စုံခြင်းသည်အဋ္ဌိစင်စစ်မသွေရှိပါပေတော့၏ဧတာပုညတမ္ပရာဤကုသိုလ်ကောင်းမှုနှင့်ပြည့်စုံခြင်းသည်ဧဝံမဟာထိကာဤမြတ်လောက်အကျိုးကျေးဇူးတွေများလာပါပေတော့၏တတ္တမထို့ကြောင့်ဒီရာပညာဖြင့်မိမိရဲ့ကောင်းကျိုးချမ်းသာကိုရယူတတ်ကြကုန်သောပဏိတာပညာရှိတဲ့အမျိုးကောင်းသားမျိုးကောင်းသမီးတို့သည်ကတ္တပုညတံပြုအပ်ပြီးသောကောင်းမှုရှိသူရဲ့ဖြစ်ကြောင်းကုသိုလ်ကောင်းမှုမှန်သမျှကိုပတံတန္တိချီးမွမ်းကြပါပေကုန်သည်ဟု၍ဘဂဝါရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း